နေ့လည်အားတဲ့အချိန်လေးမှာကျမနဲ့အတူတရုတ်လိုဟင်းသီးဟင်းရွက်လေးတွေကိုလေ့လာကြည့်ရအောင်နော်။这朵泥ကို洋葱onion 大葱လို့လည်းခေါ်တယ်နော်။大葱这朵泥洋葱ဖယန်းသီးကိုကြတော့切丝ဆိုတာခရမ်းသီးပေါ့နော်切丝အင်္ဂလိပ်လို့ဆိုရင် eggplant ခရမ်းသီးမုံလာဥနီကိုကြတော့ဟူးလောပေါ်မုံလာဥနီနောက်တစ်မျိုးဟုံးလောပေါ်အင်္ဂလိပ်လို့ဆိုရင် carrot မုံလာဥနီပေါ့နော်ဟုံးလောပေါ်ခရမ်းချင်သီးကိုကြတော့番茄နောက်တစ်မျိုး西红柿ခရမ်းချင်သီးပေါ့နော်အင်္ဂလိပ်လို့ဆိုရင် tomato ခရမ်းချင်သီး番茄西红柿အာလူကိုကြတော့土豆နောက်တစ်မျိုးကမာလီစုအင်္ဂလိပ်လို့ဆိုရင် potato ဆိုအာလူပေါ့နော်土豆မာလီစုပန်းခေါ်ပြီးစိမ်းကိုကြတော့西兰花ပန်းခေါ်ပြီးစိမ်းပေါ့နော်အင်္ဂလိပ်လို့ဆိုရင် broccoli 西兰花ဖယုံသီးကိုကြတော့南瓜ဆိုဖယုံသီးပေါ့နော်အင်္ဂလိပ်လို့ဆိုရင် pumpkin 南瓜ဒီဖယုံသီးကြတော့မြန်မာလို့ကျမမသိဘူးတော့သိရတဲ့သူများရှိရင်ကျမကိုကွန်မန့်မှာရေးပေးခဲ့ပါအောင်နော်ဒီဖယုံသီးကိုကြတော့ဘယ်လိုခေါ်လဲဆိုရင်စီဟူလူအင်္ဂလိပ်လို့ဆိုရင် zucchini စီဟူလူကျမလို့တော့မသိဘူးသိရင်ကျမကိုရေးခဲ့ပေးပါဦးအားလုံးပဲbye bye